အာဆီယံဘက်ကခွဲခြားဆက်ဆံခံရတာကိုလည်း9နှစ်တာကာလအတွင်းတီးခံခဲ့ကြောင်းသူအဲ့လိုပြောလိုက်သေးရပါတော့ဒီဥစ္စာကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဖိလစ်ပိုင်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲစစ်ကောင်စီကငြိမ်းချမ်းရေးဆိုတဲ့ဟာကိုဗဇက်ကနေဘလောက်ပဲပြောပါနော်သူစစ်သားတွေမြေပြင်မှာမငြိမ်းချမ်းဘူးဆိုတာတော့နေရာတိုင်းမှာရှိနေတုံးပဲပေါ့ပြောမယ်ဆိုရင်တော့မင်းအောင်လှိုင်ရဲ့ရက်တီယာစီမံချက်ပြည့်ပြီးသွားတဲ့နောက်တစ်နေ့လို့ပြောရမှာဖြစ်ပါတယ်ရက်တရားစီမံချက်ကိုမင်းအောင်လှိုင်ဟာဒါ2026 April လ20ရက်နေ့မှာစတင်ပြီးတော့ကြီးညာခဲ့တယ်31ရက်နေ့ဇူလိုင်မှာပြည့်မှာပေါ့နော်ဇူလိုင်လ31ရက်နေ့မှာပြည့်မှာဆိုတော့မနေ့ကပြည့်သွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကြော်သွားပြီလို့ပြောလို့ရပါတယ်အဲ့တော့ဒီရက်တရားစီမံချက်စမယ်ဆိုတဲ့အချိန်မှာမင်းအောင်လှိုင်ကဒီမင်းအောင်လှိုင်ဥဆောင်တဲ့စစ်ကောင်စီကပေါ့နော်အစီအမံတွေတေချာလုပ်ခဲ့သလိုတော်တော်လေးသူတို့မျှော်လင့်ခဲ့ကြပုံရတယ်မင်းအောင်လှိုင်ကိုယ်တိုင်ကလည်းဒီရက်ပေါင်း100အတွင်းပေါ့နော်ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ်လို့ယုံကြည်ခဲ့ပုံရပါတယ် PDF တွေကိုအမှောင်ဝင်ခိုင်းတာရှိတယ်တိုင်းသားတော်လိုင်းရေးတပ်ဖွဲ့တွေကိုပေါ့နော်ငင်းငယ်ကန်လှမ်းပြီးတော့ဖိတ်ခေါ်ခဲ့တာတွေလည်းရှိပါတယ်အဲ့တော့နိုင်ငံတကာအတိအမှတ်ပြုမှုတွေရရှိဖို့အတွက်လည်းသူအသေးအံစူးစမ်းခဲ့တယ်ပြီးအခြားနိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးအပြင်းထန်ထူထောင်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်ပေါ့နော်ဒါသူလောက်ခဲ့တာလည်းရှိတယ်ဒါပေမဲ့ရပ်ပေါင်း100အတွင်းမှာဘာမှလောက်လာအောင်မြင်မှုမရခဲ့ဘူးလို့ပဲပြောရမှာဖြစ်တယ်ဒါပေမဲ့လည်းလေတော့လည်းမလျှော့ခဲ့ဘူးပေါ့နော်ရက်100အတွင်းမှာကဏ္ဍပေါင်းစုံတိုးတက်အောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးလည်းမနေ့ကဇူလိုင်လ31ရက်နေ့မှာပြောခဲ့ပါသေးရဲ့ပေါ့။စစ်ကောင်စီရဲ့တတိယကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာပေါ့နော်ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့မိမိတို့အစိုးရအပေါ်မှာပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုကိုအလေးထားသောအပြင်ဒီရက်ပေါင်း100အတွင်းကဏ္ဍပေါင်းစုံကိုအစွမ်းကုန်အကောင့်ထဲပေါ်ခဲ့တယ်ဆိုပြီးတော့မင်းအောင်လှိုင်ပြောခဲ့တာပေါ့နော်ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီတဲ့ဒါပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့မိမိတို့အစိုးရပေါ်ကိုတဲ့ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုဒီဥစ္စာကိုသူကလေးစားသောအားဖြင့်ဆိုပြီးတော့ပြောသွားပါတော့ဘယ်ပြည်သူကလေးစားသလဲဆိုတဲ့ဟာလဲကျွန်တော်သိချင်လိုက်တာပေါ့နော်အားကြောင့်ကွန်မန့်မှာရေးခဲ့ပေးပါအောင်ပေါ့နော်ပြီးတော့ဒီဥစ္စာကိုသူကအမြဲတမ်းမှာညှို့ပြီးတော့ပြောတယ်ပေါ့ဗျာအတတဲ့ပုံစံမျိုးနဲ့ပေါ်ပေါက်လာတဲ့စနစ်တစ်ခုဖြစ်တယ်သူတို့အစိုးရဖြစ်တယ်ပေါ့နော်ဒါသူတို့ရဲ့ရွေးကောက်ပွဲကတရားမျှတမှုရှိတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုခြေခံတယ်ဆိုတဲ့ပုံစံမျိုးကိုသူကအမြဲတမ်းမှာညှို့ပြီးပြောတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုယ်သူမလုံလို့ပေါ့နော်ဘာကြောင့်လဲဒီဥစ္စာကမဟုတ်ဘူးဆိုတာကိုနိုင်ငံတကာကသိထားပြီးသားပြည်သူတွေအကုန်လုံးကလည်းသိထားပြီးသားပေါ့နော်လုံးဝမဲပေးတဲ့နေရာမှာရောပေါ့နော်ရွေးကောက်ပွဲလုပ်တဲ့ပုံစံကအစမျှတမှုလုံးဝမရှိဘူးဆိုတဲ့ဟာကိုအားလုံးသိထားပြီးသားဖြစ်တယ်ဒီကြားထဲမှာမရရအောင်လုပ်တယ်ဆိုတာလည်းလုံးမှာပဲဆိုတဲ့အကြောင်းကိုလည်းပြည်သူကသိထားပြီးသားဒါပြီးရင်သူတမနာလုပ်မယ်ပါညာသူစပြီးတော့ခြေလန်းလှမ်းပါပြီဆိုနေကွာပြည်သူကတောက်နေအဲ့လိုမျိုးဒါပြီးပါလို့မယ်အကုန်လုံးကိုတွက်ချက်ထားခဲ့ပြီးသားပေါ့နော်လုံးဝဘေးရင်စရာတွေကျွန်တော်ပြည်သူဘက်မှာအများကြီးရှိတယ်ပေါ့နော်အဲ့တော့ရက်တရားအတွင်းမှာစီးပွားရေးနိုင်ငံရေးပညာရေးဒေသအတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာဆက်ဆံရေးနိုင်ငံခြားရေးဒီဆက်ဆံမှုတွေကိုလည်းဒါတိုးချဲ့နိုင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးလည်းသူပြောခဲ့တယ်ပြီးတော့ထပ်ပြီးထူးခြားတာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရက်ကိုသဘောမတူကြောင်းနဲ့ဒါဟာအလှည့်ကျအာဆီယံဥက္ကဋ္ဌနေရာရယူထားတဲ့ဖိလစ်ပိုင်နိုင်ငံကသာတွန်းအားပေးနေတာဖြစ်ပြီးတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့သဘောထားမဟုတ်ကြောင်းကိုလည်းပြောခဲ့သလို9နှစ်တာကာလအတွင်းတီးခံခဲ့ကြောင်းသူအဲ့လိုပြောလိုက်သေးရပါတော့ဒီဥစ္စာကတော့စိတ်ဝင်စားစရာကောင်းပါတယ်ဖိလစ်ပိုင်အနေနဲ့ဘယ်လိုတုံ့ပြန်မလဲပေါ့နော်ဒါကတော့ဒါကျွန်တော်တို့မသိနိုင်ဘူးဆိုပေမဲ့စိတ်ဝင်စားစောင့်ကြည့်ရမယ့်အရာဖြစ်ပါတယ်ရှေ့ပိုင်းမှာလဲပေါ့နော်ဘုံသဘောတူညီချက်9ရက်ကိုဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြောလို့ပေါ့နော်နိုင်ငံခြားရေးသူတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးကတောင်းပန်ခဲ့ရတဲ့ဟာလည်းရှိသေးတယ်ပေါ့လေနော်အဲ့တော့ဘုံသဘောတူညီချက်9ရက်ကိုသဘောမတူဘူးဆိုတဲ့အကြောင်းမင်းအောင်လှိုင်ကထပ်ပြောလိုက်တယ်ဒါအပြင်ဒီလိုမျိုးဖိအားပေးနေတယ်ဆိုတာကအာဆီယံလှည့်ကျဥက္ကဋ္ဌနေရာယူထားပါတယ်ဆိုတော့ဖိလစ်ပိုင်ကပဲဖိအားပေးတာဖြစ်တယ်အခြားအာဆီယံဖွဲ့ဝင်နိုင်ငံတွေကသူတို့ရဲ့သဘောထားမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးသူပြောလိုက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ तू ကဒီဥစ္စာကိုလဲ तू သွားထားတဲ့နိုင်ငံတွေပေါ့နော်ထိုင်းကိုသွားတာမျိုးလာအောင်နဲ့တွေ့တာမျိုးလူမျိုးပုံစံမျိုးတွေနဲ့ तू ကဖော်ညွှန်းတာလဲဖြစ်ကောင်းဖြစ်မယ်ပေါ့နော်တွေ့လားငါတို့နဲ့တွေ့တဲ့နိုင်ငံတွေရှိတယ်ဒါဖိလစ်ပိုင်ကသာလေငါတို့ကိုဖိအားပေးနေတာဖိလစ်ပိုင်ကိုအကျဉ်းချုပ်တယ်ဆိုပြီးတော့ तू ကထိုးချခြင်းနေတာဖြစ်ပါလိမ့်မယ်ပေါ့နော်ပတ်သက်လို့လဲဖိလစ်ပိုင်ကို APHR တို့ပြီးရင် SACM တို့ဒီလိုမျိုးအဖွဲ့အစည်းတွေကအရန်အယောမဝင်မှုပေါ့ဗျာဒီလားစစ်ကောင်စီကိုထိတွေ့ဆက်ဆံမှုနဲ့အပြေရှာမယ်ဆိုပေမဲ့ပေါ့နော်ဒီလိုမျိုးဆက်ဆံနေရင်းကနေပြီးတော့စစ်ကောင်စီကိုတရားဝင်အသိမှတ်ပြုလို့ဖြစ်သွားမှာဆိုတယ်ဒါကိုသတိထားသင့်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ထောက်ပြခဲ့တာကြီးလဲအများကြီးရှိတယ်စစ်ကောင်စီဘက်ကမလိုက်နာဘူးလားမလိုက်နာဘူးဆိုရင်ပြက်သားနဲ့အရေးယူတုံ့ပြန်မှုဆိုတဲ့ပုံစံမျိုးပြောထားခဲ့တာကြီးလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီကြားထဲကမှမင်းအောင်လှိုင်ကဒီလိုပုံစံမျိုးပြန်ပြောလိုက်တယ်ထပ်ပြောလိုက်တယ်ဆိုတော့ဒါဟာစိတ်ဝင်စားစရာဖြစ်ပါတယ်ဆိုတော့ဒီရက်တရားအတွင်းသူဘာတွေလုံနိုင်ခဲ့သလဲဘာတွေလုပ်ခဲ့သလဲသူပြောသလိုကဏ္ဍပေါင်းစုံစူးစမ်းတာကရောတကယ်အောင်မြင်ခဲ့ရဲ့လားပေါ့နော်ဘာတွေများထူးခြားခဲ့သလဲဆိုတဲ့ဟာကိုကျွန်တော်တို့သုံးသပ်ကြည့်အောင်
သူကလုံးဝမလုံနိုင်ခဲ့တာတော့မဟုတ်ဘူးဗျလုံးတော့လုံနိုင်ခဲ့တဲ့အပိုင်းတွေရှိတယ်အဲ့ဘိုင်းတွေကဘယ်ဘိုင်းတွေဖြစ်မလဲပေါ့နော်ပြီးတော့ तू အတကုံစူးစမ်းခဲ့တယ်လှုပ်ခဲ့တယ်တကယ်ပြောတာ तू အတိမတ်ပြုမှုရဖို့အတွက်လည်း तू အသေးအတန်စူးစမ်းခဲ့တယ်အကြောင်းလည်းရှိတယ်ပေါ့နော်အဲ့တော့အရင်ဆုံးပြောရမှာကတော့ तू ရက်တရာအတွင်းဘာတွေလုပ်မယ်ပြောခဲ့လဲဆိုတဲ့ဟာကိုကြည့်ရမယ်အဲ့တော့ဘယ်နေ့ကစလဲဆိုတော့ကျွန်တော်ခုနပြောလို့ရက်တရာစီမံချက်ကို2026 April လ20ရက်နေ့မှာစတင်ကြေညာခဲ့တယ်ဇူလိုင်31ရက်နေ့မှာပြည့်တာဖြစ်ပါတယ်အဲ့တော့ရက်တရာစီမံချက်မှာဝန်ကြီးဌာနလိုက်လုပ်ငန်းစဉ်တွေနဲ့ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းမှုတွေကိုအဓိကထည့်သွင်းထားတာတွေ့ရတယ်။ဒါ့အပြင်စီးပွားရေးပြည်နယ်လက်ပတ်ရေး၊ကုန်စည်နှုန်းတည်ငြိမ်ရေး၊လျှက်စစ်ဓာတ်အားနဲ့စွမ်းအင်ကဏ္ဍတိုးတက်ရေး၊စိုက်ပျိုးရေးနဲ့ကုန်ထုတ်လုပ်မှုမြင့်တင်ရေး၊ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာပုံမှန်ထိရောက်စေရေးပြီးရင်တိုင်းသားအဖွဲ့တွေနဲ့ဆွေးနွေးရန်ရက်တရာအတွင်းဖိတ်ခေါ်မှုပြုလုပ်ခြင်းစတဲ့အကြောင်းအရာတွေပါဝင်တယ်ပေါ့ဗျာအဲ့တော့အဲ့အကြောင်းအရာတစ်ခုချင်းစီမှာသူပေါင်းအောင်မြင်ခဲ့တယ်ကျွန်တော်မပြောပြရင်တော့မှသိမဲ့အရာတွေရှိပါတယ်ပေါ့နော်ဒါလုံးဝပြပြောမဲ့ဆိုရင်ကုန်စည်နှုန်းကျဖို့အတွက်သူထည့်ပြီးတော့ပြောထားတယ်ဆိုပေမဲ့လည်းပေါ့နော်ကြက်ဥဈေးတော်မှာကြအောင်မလုံနိုင်ခဲ့တဲ့ဟာတွေပေါ့နော်ဒီလိုမျိုးမလုံနိုင်ခဲ့တာတော့မှပဲပေါ့နော်အာဂတတွေကိုဒါအာဂတရင်မှုတွေလွတ်မယ်ဆိုပြီးတော့ပြောခဲ့တဲ့ဟာတွေဒါတွေဟာတော်တော်လေးကိုရုပ်ပေါက်ပါတယ်ပေါ့နော်လျှက်စစ်ရထားတို့ဘာလို့ပြောခဲ့တာတွေအများကြီးရှိပါတယ်ဒါပေမဲ့မီးတော်မှန်အောင်မပေးနိုင်လို့စက်ယုံတွေပိတ်သွားတာမနှဲပါဘူးပေါ့နော်ငယ်ဒီပြန်ဝင်လာတာမတွေ့ရသေးပါဘူးအဲ့တော့ဒါတွေဟာလက်တန်းနဲ့စောက်ရမ်းလုပ်တယ်လို့ပဲပြောမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရက်တရာစီမံချက်ထဲမှာဒီဟာနဲ့ပတ်သက်လို့အသေးစိတ်မူဝါဒတွေလည်းထည့်သွင်းထားတာမတွေ့ရဘူးပေါ့နော်အဲ့တော့ပထမဆုံးတော့စီရေးကဏ္ဍစီရေးမှာတောက်လဲရှုံးနေတာတွေရှိသလိုပေါ့နော်သူပြန်ရတဲ့နေရာတွေလည်းရှိထားပါတယ်ဒါစိတ်ဝင်စားဖို့ကောင်းတယ်မြောက်လိုင်းကလုံခြုံရေးကိုပြန်ပြီးတော့ဒါအသာစီးရအောင်လုပ်မယ်ပြီးရင်တော်လိုင်းရေးတက်တွေကိုငြိမ်းချမ်းရေးမဆွေးနွေးရင်ဖိနှိပ်မယ်နေမြေတွေပြန်ရယူမယ်ဆိုပေမဲ့လည်းပေါ့နော်လက်တွေ့မှာထင်သလောက်မဖြစ်လာခဲ့ပါဘူးဒါပေမဲ့တော်လိုင်းအင်အားစုတွေကိုတော့ဒါဖိနှိပ်ဖို့သူအစွမ်းကုန်စူးစမ်းခဲ့တာဖြစ်ပါတယ်မြေပြင်မှာစစ်ကြောင်းထိုးတဲ့အပိုင်းတွေမှာအရင်ထက်ပိုတဲ့အင်အားတွေပေါ့နော်အင်အားဒါကြည့်မယ်ဆိုရင်ပေါ့အရင်တော့ယာကနန်းနဲ့သွားတဲ့နေရာတွေကိုတော့မှထောင်နဲ့ချီဆိုတဲ့အင်အားတွေကိုဒါအများကြီးပဲအသုံးပြုခဲ့တာဖြစ်ပါတယ်လေကြောင်းတိုက်ခိုက်မှုဆိုရင်လည်းပေါ့နော်အရင်ထက်ပိုတဲ့2ဆ3ဆဆိုတဲ့ပုံစံမျိုးတွေသူသုံးခဲ့တယ်အရင်တော့ကတစည်းလောက်နဲ့ပဲလေကြောင်းတိုက်ခိုက်တယ်ဆိုရင်တော့မှအခုနောက်ပိုင်းမှာအုပ်လိုက်ဖွဲ့ပြီးတော့ပြန်သက်တိုက်ခိုက်တဲ့ပုံစံမျိုးတွေကစလှုပ်ဆောင်ခဲ့တာရှိပါတယ်အဓိစွမ်းကုန်ရှိသမျှအကွက်ပေါင်းစုံအကုန်နီလန်ပေါင်းစုံအကုန်သုံးခဲ့တယ်ဆိုပြီးတော့ပြောမှာဖြစ်ပါတယ်ပေါ့နော်ဒါအပြင်ကုန်မှာဒါဝါဒဖြန့်မှုကိစ္စတွေသွေးခွဲမှုကိစ္စတွေပေါ့နော်ဒီလိုမျိုးဟာတွေကိုလည်းအများအပြားအသုံးပြုခဲ့တာဖြစ်ပါတယ် PDF တွေကိုအမှောင်ဝင်ဖို့အတွက်ခေါ်တယ်ဒါပေမဲ့လည်းစစ်ကောင်စီစစ်သားတွေကြီးပဲဒါအတုပ်လိုက်အလင်းဝင်လာတာရှိတယ်ဒါကြောင့်မလို့ဒါနောက်ဆုံးဝါဒဖြန့်တဲ့အဆင့်လောက်နေပဲပြီးသွားတယ်ပေါ့နော်ဒီဝါဒဖြန့်နေဆိုတာတောင်မှပဲလောက်လာမလိန်တက်လို့ပေါ့နော်ပြည်သူတွေထောက်ပြတဲ့ဒီလက်သေးရှိတဲ့ကိစ္စဆိုလဲအရန်ကိုနာမည်ကြီးသွားတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒါအရာတွေကိုငြိမ်းချမ်းရေးကန့်လန့်နေဘယ်သူမှမယုံဘူးလောက်လာသွားတွေ့တဲ့ပုံစံမျိုးမရှိဘူးပေါ့နော်ဒါကြောင့်မလို့ကလင်ကကြစ်လုပ်ပြီးတော့ပဲဒါတွေ့ဆုံနေဆိုပြီးတော့ဖန်တီးနေရတယ်သူနဲ့အဆင်ပြေပါတယ်ဆိုတော့အဖွဲ့ရင်းနဲ့ပဲအဓိကအသားပေးပြီးတော့တွေ့ဆုံနေတဲ့ပုံစံမျိုးတွေသူဖန်တီးခဲ့ရတယ်ပေါ့နော်ပြီးတော့သူပါဇက်ကနေတော့သူကတော့ငြိမ်းချမ်းရေးအတကုံអော်နေတာပဲပေါ့နော်ဒါပေမဲ့လည်းသူ့အောက်ကစစ်သားတွေကတော့ဘယ်နေရာမှာကိုမငြိမ်းချမ်းဘူးဆိုတာကိုဒါတွေ့နေရတယ်ပေါ့နော်ချင်းမကွေးစကိုင်းကချင်ကရင်မွန်တနင်္သာရီကရင်နီပဲခူးအေရဝတီရှိသမျှနေရာအကုန်လုံးကဆော်ခံနေရတာဒီကောင်တွေပြီးတော့ဆော်ခံရတဲ့အပိုင်းတွေလည်းရှိပါသေးတယ်ပေါ့နော်အဲ့တော့ရခိုင်ကိုစစ်ကြောင်းထိုးမယ်ဆိုပြီးတော့တက်သွားတယ်ပြန်လှည့်ရပေါင်းမနေဘူးပေါ့နော်စစ်ကောင်စီရင်ထဲနေရခိုင်သားမရောက်ခင်ကတော့လုံးဝအိုက်ကားတွေကရှေ့ကိုပဲသွားတတ်တာပေါ့နော်ရှေ့ကိုပဲသွားတယ်ဒါပေမဲ့ရခိုင်သားရောက်တာနဲ့နောက်ပြန်မဲ့အိုက်ကားတွေကသွားတတ်တော့တယ်ပေါ့နော်အဲ့လိုမျိုးတော့တွေးရမလို့ဖြစ်ပါတယ်ပေါ့နော်အားကြောင့်မလို့ကားစီးရေ80ဆိုရင်ပေါ့နော်ဒီရက်ထဲမှာသူတို့စစ်အင်အားဖြည့်ဖို့အတွက်နေရကန်ကိုဥတီပြီးတော့တွားလိုက်တယ်25ရက်နေ့လောက်ကတွားလိုက်တာ28ရက်နေ့လောက်ကျတော့သူတို့ကမဆာက905တဲ့ကိုပြန်ရောက်နေပြီပေါ့နော်အင်အားဖြည့်ဖို့အတွက်တော့သွားတာပဲဒါပေမဲ့နောက်ပြန်လှည့်နေရတယ်အဓိကတော့အာခတ်တော် A နဲ့ဒါပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်မလို့ရှေ့မတိုးနိုင်ပဲနဲ့သူတို့ရဲ့ထုံးစံအတိုင်းပေါ့နော်ကားတွေကနောက်ပြန်ပဲသွားနေရတာဖြစ်ပါတယ်ဟိုနေရကမှာရှိတဲ့ကောင်တွေကတော့မျောနေတာပဲပေါ့နော်ဒါစစ်ကူသွားရင်းနဲ့ဒုက္ခိတဖြစ်တဲ့ကောင်တွေကတော့ပြန်ပြီးတော့တောင်မှဒါအကျိုးဆိုခံနေရတဲ့အနေအထားရှိနေပြီပေါ့နော်အဲ့တော့ရခိုင်ပြည်နယ်ကမြို့တွေကိုပြန်ယူမယ်လို့တော့သူတို့ပြောတာပဲဒါပေမဲ့ဒီရက်ပိုင်းတွင်းအာခတ်တော် A ကမြို့နှမြို့ကိုနောက်ထပ်အမည်ပြောင်းလိုက်တာလည်းတွေ့ရမှာဖြစ်ပါတယ်ပေါ့နော်ပြီးရင် A ဘက်ကလည်းပြောထားတာရှိတယ်ပေါ့နော်အပြစ်မဲ့ပြည်သူတွေကိုလေကြောင်းတိုက်ခိုက်ပြီးတော့ငြိမ်းချမ်းရေးကန့်လန့်တာကိုတုံ့ပြန်စရာကြီးစံပဲရှိတယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ဟမ်းပေါ့နော်အမှန်ဆိုတော့1တောင်မကတော့ရိုက်နေတာဘယ်နှခါမှမသိဘူးပေါ့နော်1တက်များတယ်အဲ့တော့ရဲ့ရခိုင်ပြည်နယ်တွေကမြို့နယ်တွေကိုပြန်ရအောင်ယူမယ်ဆိုတဲ့ကြုံဝါမှုဟာအိမ်မက်တာတာအဆင့်မှာပဲအဆုံးသတ်နေစေဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့နောက်ဆုံးမှာဘာတွေလုပ်လဲဆိုတော့ဒီစစ်ကောင်စီဘက်ကစစ်လော်ဘီတွေရောပေါ့နော်စစ်ကောင်စီကိုထောက်ခံပါဆိုတဲ့ကောင်တွေရောကဝါဒဖြန့်မှုတွေလုပ်ကြတယ်အဓိကတော့အာခတ်တော် A ရဲ့ဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုပေါ့နော်ဒါသူတို့အနေနဲ့ပေါ့နော်ဒီပုံကျဲတိုက်ခိုက်မှုတွေကြောင့်မလို့ဒဏ်ရာရသွားတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာသွားပြီးတော့ဆေးရုံမှာစေကူတာမှုယူနေရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဝါဒဖြန့်ခဲ့ကြတာလည်းရှိတယ်
ပြီးတော့သူတို့ရဲ့စစ်သားတွေပေါ့နော်စိတ်တက်ကြွအောင်လို့တမင်တကာဖန်တီးထားတဲ့မဟုတ်မဟတ်ဇလန်းတွေကိုအရှက်မဲ့စွာပြောဆိုနေကြတယ်ဆိုတဲ့ဟာကလည်းဒီလိုဟာမျိုးပါပဲပေါ့နော်ဒါကြောင့်လဲဆိုတော့ဒီဟာကြီးကအမှားကြီးမှန်တိနဲ့သူတို့တွေအဲ့လိုဝါဒဖြန့်နေနောက်ဆုံးဗျာဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒါမီဒီယာရှိမှပြန်ပေါ်လာတယ်ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးလဲသူတို့မှမရှိဘူးပေါ့နော်လက်တလုံးမှာဒီလိုမျိုးပြောလိုက်လို့ဒါဟိုဟာဖြစ်သွားရင်ပြီးတာပဲပေါ့နော်သူတို့ရဲ့စိတ်ဓာတ်တွေပြန်ပြီးတော့များတက်ကြသွားမလားဆိုတော့အတွေးမျိုးနဲ့တော့လောက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တော်တော်ရည်စရာကောင်းတယ်ပေါ့နော်ဟိုနောက်ဆုံးကြတော့ဒါ SCF နဲ့အာခတ်တော် A နဲ့တွေ့တဲ့ပွဲမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒါအဖွင့်မေခွန်းတော်မှာပြောနေတဲ့အနေထားပေါ့လေနော်အဲ့တော့သူတို့ဘက်မှာဗျာအဲ့လိုဇီးဖြစ်နေတဲ့ဟာတွေကတော်တော်များပါပြီပေါ့နော်ဒါပေမဲ့လည်းစစ်ကောင်စီကစစ်ရေးမှာအကုန်လုံးရှုံးနေနေတဲ့ပုံစံမျိုးတော့လည်းမဟုတ်ဘူးဗျာသူ့အတွက်အချင်းကြီးကောင်းတဲ့နေရာအနေချင်းတော့လည်းရှိခဲ့တယ်ဒါပေမဲ့သူတို့အဲ့လိုမျိုးအနေချင်းတွေပြန်ရဖို့အတွက်တောင်မှဘလောက်ထိအသေးအတန်စူးစမ်းခဲ့ရတယ်လဲဆိုတာကိုတော့မြေပြင်မှာတိုက်ပွဲဝင်နေကြတဲ့ဒေါ်လာအင်အားစုတွေကပို့ပြီးတော့သိပါလိမ့်မယ်ပေါ့နော်ပြီးတော့ဒီတချို့မြို့တွေကိုပြန်ရယူနိုင်တယ်ဆိုတဲ့ဟာကစစ်ကောင်စီဟာစစ်ရေးတစ်ခုတည်းကိုတုံးလို့မဟုတ်ပါဘူးဒါကတော့ကျွန်တော်တို့သတိထားရမယ့်အရာဖြစ်ပါတယ်ဒီကိုစူးစမ်းတဲ့အခါမှာနီလန်ပေါင်းစုံသုံးခဲ့တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သိထားရမှာဖြစ်တယ်ပေါ့နော်ဒါကိုဒါအကြီးပိုင်းဥဆောင်တဲ့သူတွေကတော့သိထားပြီးသားဖြစ်ပါတယ်ပေါ့နော်ဆိုတော့စစ်ကောင်စီကဖလန်တွန်းဆန်အင်းတော်မော်လူမောတောင်ခမ်းဘက်စတဲ့ဒီမြို့တွေကိုတော့ဒီရပ်ပေါင်း100အတော်အတွင်းမှာသူကပြန်ပြီးတော့ဝင်ရောက်သွားနိုင်တဲ့အနေအထားပေါ့နော်ဆိုတော့မြို့ပေါ်ကိုပြန်ပြီးတော့ဝင်နိုင်တယ်ဆိုပေမဲ့လည်းမြို့တစ်ခုလုံးကိုဒေသတစ်ခုလုံးကိုမြို့အနီးနားဝန်းကျင်တစ်ခုလုံးကိုထိန်းချုပ်လိုက်နိုင်တယ်တည်ငြိမ်အောင်လုပ်လိုက်နိုင်တယ်ဆိုတာနဲ့တော့ကွဲပြားပါတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနေရာတွေကိုတော့သူတို့ပြန်ဝင်သွားနိုင်တယ်လို့ဒါပြောရမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပြန်ဝင်သွားနိုင်ရုံနဲ့တော့စစ်ရေးအသာစီးရသွားတယ်လို့လည်းမဆိုနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ဒီအထဲမှာကိုပဲစစ်ကောင်စီအတွက်ပေါ့နော်စစ်ရေးရပြင်းပြင်းထန်ထန်ဖိနှိပ်ခံနေရတဲ့နေရာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့ဒီဟာရောက်သွားတဲ့ပတ်သက်လို့ပြန်ပြောမယ်ဆိုရင်ပေါ့နော်မင်းတို့ဒီလောက်တောင်မှနီလန်းအစုံသုံးတာပေါ့နော်ရှိသမျှအင်အားတွေလည်းအကုန်သုံးတာလေချောင်းပြစ်ကိုဆိုရင်လည်းဟာရှိသမျှလေရင်တွေအကုန်လုံးများသုံးပြီးတော့တိုက်နေသလားလို့ထင်ရတယ်ပေါ့နော်ဒါလေးပဲပြန်ရတာလားလို့မေးရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့မြေပြင်မှာစစ်ကောင်စီရဲ့အင်အားအများပြားပါတယ်ဆိုတဲ့စစ်ကြောင်းတွေရှေ့မတိုးနိုင်ဖြစ်နေတာတွေဆေးရုံမဆန့်ဖြစ်နေတာတွေအများကြီးရှိပါတယ်အဲ့တော့ရပ်ပေါင်း60အတွင်းမှာအင်အား900လောက်ပြုံးတီးသွားပါတယ်ဆိုတော့တကယ်စစ်မျက်နှာတွေလည်းရှိနေပါသေးတယ်ပေါ့နော်အဓိကစောရောမင်းတက်ကံပက်လက်ဒီဘက်ချမ်းကတိုက်ပွဲတွေမှာဆိုလဲစစ်ကောင်စီဟာတော်တော်ကိုအထိနာနေတဲ့အနေထားပါအဲ့တော့စစ်ကောင်စီအထိနာတဲ့နေရာတွေကတော့များပါတယ်ပေါ့နော်အဲ့တော့မကွေးတိုင်းတွေကဖြစ်စဉ်တွေမှာကြည့်မယ်ဟေးဆိုရင်လဲပေါ့နော်မကွေးတိုင်းစစ်ဌာနကထုတ်ပြန်တဲ့သတင်းတွေကိုကြည့်ရင်ကိုပဲအားရစရာတွေအများကြီးမြင်တွေ့ရပါလိမ့်မယ်စစ်ကောင်စီကအညာကိုအရင်လိုပုံစံမျိုးနဲ့အထင်မသေးရတော့တာတော့လုံးဝအတိုင်းသားမြင်တွေ့နေရပါတယ်ပေါ့နော်ပထမကျိန်စစ်ကြောင်းထိုးလည်းမရဘူးလမ်းကြတယ်နောက်ဆုံးအဲ့စစ်ကြောင်းကိုပြန်လိုက်တိုက်တဲ့အဆင့်မျိုးတွေအထိဖြစ်လာတယ်နောက်ကနေပါလိုက်တိုက်ခံရတာပေါ့နော်အဲ့တော့ဒုတိယကျိန်စစ်ကြောင်းထိုးတယ်မရဘူးပြန်လည်ကျသွားတယ်တင်းစီရမိလက်နက်ခဲယမ်းတွေအများကြီးပဲရရှိခဲ့တာရှိပါအဲ့တော့အဲ့လိုပုံစံမျိုးနဲ့တော့စီရေးကအပြန်လန်ပြင်းထန်တင်းမာနေစေဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီကငြိမ်းချမ်းရေးဆိုတဲ့ဟာကိုဗဇက်ကနေဘလောက်ပဲပြောပေါ့နော်သူစစ်သားတွေမြေပြင်မှာမငြိမ်းချမ်းဘူးဆိုတာတော့နေရာတိုင်းမှာရှိနေတယ်နောက်တစ်ခုအနေနဲ့နိုင်ငံရေးအရကြည့်မယ်ဆိုရင်လည်းနိုင်ငံတကာအသိအမှတ်ပြုမှုရဖို့အာဆီယံနဲ့ပြန်ဝင်ဖို့ဒီလိုမျိုးပုံစံမျိုးတွေကိုဒါမြောက်လိုက်အသေးအတန်စူးစမ်းခဲ့တယ်တကယ်ကိုအသေးအတန်စူးစမ်းခဲ့တာဖြစ်ပါတယ်ရက်တရားအတွင်းမှာရုရှားတရုတ်အိန္ဒိယအပြင်အခြားအိန္ဒိယချင်းနိုင်ငံတွေသူနဲ့အဆင်ပြေမယ်ဆိုတော့နိုင်ငံတွေနဲ့လည်းဒါတွေ့ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့သူနဲ့အဆင်ပြေတဲ့နိုင်ငံတွေနဲ့ဆက်ပြီးတော့အဆင်ပြေတာကတော့ဒါထူးခြားတဲ့ပြောင်းလဲမှုတော့မဟုတ်ဘူးပေါ့လေနော်အဲ့တော့ဒါသူတို့ဘက်ကနေပြီးတော့ဂုံစားနေကြရရှိတယ်ဟာတွေ့တယ်မလားအိန္ဒိယနဲ့တွေ့တယ်မလားတရုတ်နဲ့တွေ့တယ်မလားရုရှားနဲ့တွေ့ပြန်ပြီဆိုပြီးတော့ပြောရရှင်မင်းတို့အရင်တော့မတွေ့လို့လားပြောရှင်းတာအဲ့ဒါပေါ့နော်အရင်တော့ကတည်းကအဆင်ပြေပြီးသားနိုင်ငံနဲ့ဆက်ပြီးတော့အဆင်ပြေတာဒါထူးခြားတယ်လို့ပြောမလားကျွန်တော်ပြောဟုတ်တယ်မလားအဲ့တော့အဲ့လိုမျိုးနိုင်ငံတွေကတော့ဆက်ပြီးတော့ရှိနေတယ်ဒါပေမဲ့အမေရိကန်ပါဝင်အနောက်နိုင်ငံတွေပေါ့နော်ပြီးရင်ဥရောပသမဂ္ဂဒီလိုမျိုးအဖွဲ့တွေကတော့မင်းအွန်လိုင်းပေါ်မှာမူဝါဒအရာလုံးဝပြောင်းလဲသွားတာမျိုးမရှိသေးပါဘူးပေါ့နော်တိတာလည်းပြောင်းလဲမှုမရှိပါဘူးပြီးရင်အာဆီယံနဲ့ဆက်ဆံရေးကလည်းအာဆီယံဘက်ကတွဲဆုံအပြေရှာမယ်ဆိုတဲ့ပုံစံကြောင့်မလို့အဆင့်နှိမ့်ဆက်ဆံတာမျိုးတွေမြင်တွေ့ရတယ်ဆိုပေမဲ့လည်းခုနပြောတဲ့ဒါအဆင့်မြင့်နိုင်ငံတကာအစည်းအဝေးတွေပေါ့နော်နိုင်ငံရေးအစည်းအဝေးတွေထိပ်သီးအစည်းအဝေးတွေပေါ့နော်အဲ့လိုမျိုးအစည်းအဝေးတွေမှာမင်းအောင်လှိုင်တို့စေအုပ်စုကိုခုချိန်ထိဖယ်ကျင်ထားစေဖြစ်ပါလက်အတီးပြုတ်ထားပြီးတော့အကောင့်ထဲပေါ်ဖို့ကိုပဲဇက်တိုက်ဖိအားပေးနေတာတွေ့ရတယ်အခုရက်တရာပြည့်တဲ့အချိန်မှာလည်းမင်းအောင်လှိုင်ကဒါစောစောကပြောသလိုမျိုးစကားကြုံလိုက်တာရှိတယ်ပေါ့နော်အဲ့တော့တီးခံခဲ့တာ9နှစ်ရှိပြီတော့ဘုံသဘောတူညီချက်9ရက်ကိုသဘောမတူဘူးဆိုတဲ့ပုံစံမျိုးတွေထွက်လာတယ်ပေါ့နော်အဲ့တော့ဒီအပေါ်မှာအာဆီယံကဘယ်လိုတုံ့ပြန်မလဲမသိနိုင်ပေမဲ့စိတ်ဝင်စားစရာကောင်းပါတယ်ပေါ့နော်နောက်တစ်ခုစီးပွားရေးကလည်းအဓိကအခန်းကဏ္ဍထဲမှာပါတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကဏ္ဍတွေမှာရောသူအသေးအတန်မစူးစမ်းခဲ့ဘူးလားစူးစမ်းခဲ့တယ်
အဲ့လိုမျိုးစူးစမ်းခဲ့တယ်ဆိုရင်မြေပြင်မှာတကယ်ထိရောက်တဲ့တိတာတဲ့တိုးတက်ပြောင်းလဲမှုတွေရှိသလားဆိုတော့လုံးဝမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ရက်တရားအတွင်းမှာကြက်ဥစည်းပြန်ကြအောင်မလုပ်နိုင်ဘူးအတောင်မှမထုံနိုင်တဲ့ကောင်ကအာဂါတကိုအာဂါတရင်မှုလွတ်မယ်ဆိုပြီးတော့ပြောနေတယ်ဂျိုလူလွတ်မယ်ဆိုပြီးတော့ပြောနေတယ်ဗောနိမြင့်မားနေစေဖြစ်တယ်ပြည်သူတွေပို့ပြီးတော့ချွေတာလာရတယ်ငတ်မွတ်ခေါင်းမမှုတွေပို့ပြီးတော့ရင်ဆိုင်လာရတယ်ရက်တရားအတွင်းမှာမီးမှန်အောင်မပေးနိုင်ဘူးလျှက်စစ်မီးပြတ်တောက်မှုတွေရှိနေစေဖြစ်သလိုဒီတချို့နေရာတွေမှာဗောနော်နေရာတော်တော်များများပါပဲအချိန်ပိုင်းနဲ့မီးပေးတဲ့ဟာမျိုးတွေကခုချိန်ထိရှိနေစေပဲဖြစ်တယ်ဗောနော်အဲ့တော့ဒီဥစ္စာတွေကဟိုးအရှိပိုင်းကာလတွေမှာကနေကကြုံတွေ့ခဲ့ပြီးသားအရာတွေဖြစ်တယ်ဗောနော်ဒါပေမဲ့ NLD ဆိုရလက်ထက်မှာကျတော့အဲ့ပိုင်းတွေမှာတိတိကျကျပြောင်းလဲတိုးတက်လာခဲ့တာရှိတယ်လမ်းမဆက်သွယ်ရေးတွေပို့ပြီးတော့ကောင်းလာခဲ့တယ်ဒီလျှက်စစ်မီးရရှိမှုပမာဏနဲ့ပတ်သက်လို့ပေါ့နော်တနိုင်ငံလုံးအတိုင်းအတာထိရဖို့အတွက်စူးစမ်းခဲ့တာကိုရာခိုင်နှုန်းတော်တော်များများအောင်မြင်တဲ့အဆင့်မျိုးတွေထိရောက်ခဲ့တယ်ဒါပေမဲ့မြောက်လိုင်းလက်ထက်မှာအဲ့ဒါကပြန်ပြီးတော့စိုးစိုးဝါပြန်ဖြစ်သွားတယ်ဗောဗျာပြောချင်တာတော့မြောက်လိုင်းအာဏာသိမ်းမှုရဲ့အကျိုးဆက်လို့ပဲပြောရမှာဖြစ်ပါတယ်နောက်တစ်ခုကဒီစက်ယုံတွေလေပတ်ဖို့အစဒါမီးဇက်တွေပေါ့နော်ဒါ73စီတွေကိုအားကိုးပြီးတော့လှုပ်ဆောင်နေရတဲ့ဖြစ်တဲ့လျှက်စစ်မီးကိုအားကိုးလို့မရဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုး73စီကိုအားထားပြီးတော့လှုပ်ဆောင်နေရဆိုပေမဲ့ဒီအရှိလေပိုင်းပြဿနာတွေကြောင့်မလို့ဖြစ်ပွားလာတဲ့ဒီအကျိုးဆက်တွေပေါ့နော်အဲ့အကျိုးဆက်တွေကဒါပြောမယ်ဆိုရင်မြန်မာနိုင်ငံကိုလည်းရိုက်ခတ်တယ်ဒါပေမဲ့လည်းဒါမြောက်လိုင်းတို့လိုအုံနောက်မရှိတဲ့ကောင်တွေကစီမံခန့်ခွဲမှုညံ့တာဖြစ်တဲ့အတွက်ဒီ73စီရှားပါမှုပြဿနာကလည်းအခုချိန်ထိရင်ဆိုင်နေရဆဲဖြစ်တယ်ဆိုတော့မီးလည်းမရဘူး73စီလည်းရအောင်လုံလောက်အောင်မလုပ်ပေးနိုင်တဲ့အချိန်မှာဒီစက်ယုံတွေပိတ်သွားတာတွေရှိတယ်အဲ့လိုမျိုးတွေပိတ်လိုက်ရလို့အလုံးလက်မဲ့ဖြစ်သွားတဲ့သူတွေများလာတယ်တည်ယူမှုစရိတ်တွေပုံမြင့်လာလို့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကအစခေါင်ခိုက်လာတာရှိတယ်အဲ့တော့ပြည်သူတွေပို့ပြီးတော့လက်လန်းမမီတဲ့အနေအထားမျိုးတွေရောက်လာတယ်အလောက်ကန်အခွင့်အလမ်းတွေကလည်းသိတဲ့အတိုင်းပဲနိုင်ငံကဒီလိုအနေအထားဖြစ်နေတဲ့အခါမှာပြည်ပရင်းနှီးမြှုပ်နှံမှုတွေဆိုတာကလည်းတဖြည်းဖြည်းနဲ့ပြန်ပြီးတော့ထွက်ခွာသွားတာအခုချိန်ထိပြန်ဝင်လာတယ်ဆိုတာမမြင်တွေ့ရသေးပါဘူးသူ့သားကိုဘလောက်ပဲလှုပ်ခိုင်းပေါ့နော်သူ့သားဖြစ်နေလို့ကိုမရတာမင်းအွန်လိုင်းတို့မိသားစုဖြစ်နေလို့ကိုမရတာဗျာအဲ့တော့အလောက်ကန်ခွင့်လန်းတွေပို့ပြီးတော့ရှားပါလာတယ်ပေါ့နော်ပြီးရင်လူငယ်တွေကအခုချိန်မှာကြည့်မယ်ဆိုရင်ပြည်တွင်းမှာအလုပ်လုပ်ခွင့်ရဖို့အတွက်ပြည်ပကိုထွက်ပြီးတော့အလုပ်လုပ်ခွင့်ရဖို့ကိုပဲပို့ပြီးတော့ကြိုးပမ်းနေတာကိုမြင်တွေ့ရမှာပေါ့နော်။လူငယ်တွေကိုအပျော်ပါးတွေလျှော့ပါတော့ပြောသွားသေးတယ်ပေါ့နော်။ပြီးရင်စူးစမ်းပါဘာညာဒါမျိုးပြောသွားရှိသေးတယ်။နောက်ကောင်းတဲ့နောက်တစ်ခုပြောချင်တာတော့အပျော်ပါးတွေလျှော့စေချင်တယ်။အဲ့ဒါလူငယ်တွေတက်ပေါ့နော်။ကြိုးစားကြည့်။ Thank you တဲ့အလားတန်းတော့မင်းအောင်နဲ့အကြံပေးတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးအကြံပေးရမယ်ဆိုရင်လူငယ်တွေကိုစစ်ကောင်စီနဲ့ဝေးနေပါလို့ပဲအကြံပေးရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ပေါ်တာဆွဲဖမ်းဆီးတဲ့ဟာတွေပေါ့နော်ဒီနေ့ဒီချိန်မှာဘယ်လောက်ထိဆိုးရွားလာသလဲပေါ့နော်။စေဘေးရှောင်းတဲ့ပြည်သူတွေဘယ်လောက်ထိများပြားလာသလဲပေါ့နော်ကိုယ့်အိမ်ထဲမှာကိုနေတာတော့မှမလုံခြုံတော့တဲ့အနေအထားအထိဖြစ်လာနေတယ်အလောက်ကန်တွေရှားပါလာတယ်ဘယ်လောက်ပဲစူးစမ်းကိုစူးစမ်းသလောက်မရနိုင်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ရလာတဲ့ပမာဏကကိုစူးစမ်းတဲ့ဟာနဲ့မကိုက်ညီတဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဒါကြောင့်မလို့လောက်ကန်တွေပို့ပြီးတော့ရှားပါလာတယ်ပေါ့နော်အဲ့တော့လူငယ်တွေမကဘူးဒါပြည်သူတွေအားလုံးအတွက်ကပြည်တွင်းမှာနေရတဲ့ဟာကတော်တော်လေးဒါဒုက္ခတွေကိုဒါခါးစီးပြီးတော့ခံနေရတဲ့အနေအထားရှိပါတယ်ဒါကြောင့်မလို့လေဒီဘကိုထွက်ဖို့စူးစမ်းနေတဲ့ဟာတွေကပုံများလာတာတွေ့ရအတွင်းမှာဘာမှမလုပ်ပေးနိုင်ခဲ့ဘူးအသေးဆုံးလို့ပြောနေကြတဲ့ကျက်ဥတလုံး900ကျော်ဆိုတဲ့ဟာတော့မှပဲပြန်ကြအောင်မလုပ်ပေးနိုင်ခဲ့ဘူးဖြစ်ပါတယ်နောက်တစ်ခုကပညာရေးဆိုတဲ့ကဏ္ဍတွေကျမ်းမာရေးဆိုတဲ့ကဏ္ဍတွေမှာလည်းတိတိတသားပြောင်းလဲမှုဘာမှမရှိခဲ့ပါဘူးတော်တော်လေးဆိုးဝါးသွားတဲ့အနေအထားကိုတော့ရောက်သွားပါတယ်အမှန်တကယ်ဆိုရင်ဒါပညာရေးကပေါ့နော်ဒါနိုင်ငံတစ်ခုရဲ့အရေးအကြီးဆုံးအရေးပါဆုံးကဏ္ဍတစ်ခုမှာရှိပါတယ်အခုတော့အဲ့လိုမျိုးပညာရေးကဏ္ဍကိုသူတို့ကအသုံးချပြီးတော့ပေါ့နော်သူတို့ရဲ့ဩဇာကြီးမားဖို့အတွက်လုပ်နေတာတွေကိုမြင်တွေ့နေရပြီဖြစ်ပါတယ်ဒါဟာအနေအများပါတယ်ပေါ့နော်ဒါလက်တလုံးမှာဖြစ်သွားတဲ့ဒါကလေးတွေကိုဆရာမတွေကိုထိုင်ရှိခိုးခိုင်းနေတဲ့ပေါ့နော်ထိုင်ကြော့ခိုင်းနေတဲ့စစ်ကောင်စီ uniform wit ဆိုတဲ့ဖြစ်စဉ်ဖြစ်ရက်ရုပ်တံနေပြီးရင်တပ်ပုံမှတ်တမ်း file တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဗောနော်ဒီဥစ္စာနဲ့ပတ်သက်လို့သူတို့ဘက်ကပြောနေတာရှိပါသေးတယ် AI ဆိုပြီးတော့ဗောနော်အဲ့တော့သူတို့ကတော့သူတို့တစ်ခုခုငင်းဆန်ခြင်းပြီဆိုရင် AI လို့ပဲပြောကြတာများပါတယ်ဗောနော် AI လို့ပြောမယ်ရုရှားယူကရိန်းကဟာဆိုပြီးတော့ပြောမယ်ပြီးတော့လူနေမှုဘဝတွေပို့ပြီးတော့ဆိုးလာတယ်ကျွန်တော်ပြောတဲ့စစ်ဘေးရှောင်ဥယျာဉ်တွေပို့ပြီးတော့များလာတယ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပိုများလာတယ်ပညာရေးကျန်းမာရေးမှာလည်းဒီစိန်ခေါ်မှုတွေဒီနေ့ဒီချိန်ထိကြုံနေရတော့ဖြစ်ပါတယ်အဲ့တော့တိတိတသားကောင်းမွန်လာတာဘာမှမရှိပါဘူးပေါ့နော်အဲ့တော့ရက်ပေါင်း100အတွင်းမှာမင်းအောင်လိုင်းနေနဲ့တိုးတက်အောင်လုပ်နိုင်တာဘာမှမရှိပါဘူးနိုင်ငံတကာကိုလှည့်စားဖို့လောက်ပဲလုပ်ခဲ့တာတွေ့ရတယ်သူ့ကိုချိုးအတွက်ပဲဒါသူလုပ်ခဲ့တာတွေ့ရတယ်နောက်တစ်ခုစစ်ရေးမှာပေါ့နော်စစ်ရေးမှာသူတကယ်ကိုအသေးအတန်နဲ့ပြင်းပြင်းထန်ထန်သူလှုပ်ဆောင်ခဲ့တာရှိပါတယ်ဒါပေမဲ့လည်းစစ်ရေးမှာလုံးဝထင်သလောက်ပေါ့နော်သူ့အတွက်အောင်မြင်မှုမရခဲ့တာကဒေါ်လာရင်းအင်အားစုတွေနဲ့တော်လန်ပြည်သူတွေရဲ့
ဒါကြံ့ကြံ့ခံတောင့်ခံထားတဲ့အရာတွေကြောင့်ဖြစ်တဲ့အတွင်းမှာမင်းအောင်လှိုင်အရှုံးကြီးရှုံးတယ်အရှက်တကွဲကိုဖြစ်တယ်ဆိုပြီးတော့ပြောရမှာပါဒါမဲ့လည်းဒါမင်းအောင်လှိုင်နေနဲ့တိုးတက်တဲ့ဟာတွေတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့စစ်မှုထမ်းမနေရမတရားဥပဒေနဲ့ဒါပေါ်တာတွေပူဆွဲတယ်လေချောင်းတွေပို့ပြီးတော့သုံးတယ်စစ်ပေးဆောင်ဒုက္ခသည်တွေပို့ပြီးတော့များလာတယ်ပြည်သူတွေဒုက္ခရောက်အောင်ပို့ပြီးတော့လုပ်တယ်ရုရှားတို့တရုတ်တို့နဲ့ဒါဆက်ဆံရေးပို့ကောင်းအောင်လုပ်တယ်ဝါရဖြတ်မှုတွေပို့လုပ်လာတာရှိတယ်ဗောနော်ဒါပေမဲ့နိုင်ငံကဘာကြောင့်မလို့သူအသေးအတန်စူးစမ်းတာတောင်မှပဲဗောနော်ဒါနိုင်ငံအတွက်ဗောနော်တိတာတဲ့တိုးတက်ပြောင်းလဲမှုဘာမှမရှိခဲ့တာဟာဘာကြောင့်လဲလို့ဆိုရင်မင်းအောင်လှိုင်ကြောင့်မလို့ပဲဒါပြောရမှာဖြစ်ပါတယ်မင်းအောင်လှိုင်ဖြစ်နေလို့ကိုမတိုးတက်တာလို့ပြောရမှာဖြစ်ပါတယ်အဲ့တော့မင်းအောင်လှိုင်ရှိနေသူရဲ့မင်းအောင်လှိုင်လုံနေသူရဲ့နိုင်ငံကတော့ဒီလိုမျိုးပုံစံမျိုးတွေနဲ့ဆက်ပြီးတော့ရင်ဆိုင်နေအောင်မှာဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျ